ဒီနေ့တရားထုတ်တယ်ဆိုတာစုကန်တတ်တဲ့စိတ်အလေးအကျင့်ကိုစွန့်လွတ်တဲ့အလေးအကျင့်ပြောင်းပေးတာပါပဲမမြဲတဲ့ဆင်းရဲတဲ့အဆိုးမရတဲ့အနိစ္စဒုက္ခအနတ္တယုံနဲ့သဘောရဲ့အနိစ္စဒုက္ခအနတ္တအမှန်တရားကိုသိတဲ့အသိဉာဏ်အားကိုပြီးစုကန်တတ်တဲ့စိတ်အလေးအကျင့်ကိုစွန့်လွတ်တဲ့အလေးအကျင့်ပြောင်းပေးတာတရားအားထုတ်တာပါပဲတရားသာအားထုတ်ပြီးတန်ခါငါနဲ့နန်နေတက်နေမယ်တရားသာအားထုတ်ပြီးငါပိုင်းငါဆိုင်လုံးမှုတွေအားကြီးနေမယ်တရားသာအားထုတ်ပြီးလောဘဒေါသမောဟမာနတွေထောင်လွှားနေမယ်ဆိုရင်တော့ဒါတကယ်တရားအားထုတ်နေတာမဟုတ်လို့ပါတကယ်တရားအားထုတ်တယ်ဆိုတာမမြဲတဲ့ယုံတဲ့သဘောရဲ့မမြဲတဲ့ဆင်းရဲတဲ့အဆိုးမရတဲ့အမှန်ကိုသိပေးခြင်းအဖြစ်ငါပိုင်းငါဆိုင်အနေနဲ့ငါယုံငါစိတ်အနေနဲ့ခိုင်နေနေတယ်ဆိုတဲ့အယူမအမှန်မှအတိမှားပြီးတော့စွန့်လွတ်နိုင်ဖို့ကြိုးစားတာပါပဲစုကန်စရာမရှိတဲ့အမှန်ကိုသိခြင်းအဖြစ်စွန့်လွတ်တဲ့စိတ်အလေးအကျင့်ပြောင်းပေးရမှာပါဒီကနေ့ကြတော့မှထပြီးတော့စွန့်လို့မလွယ်ပါဘူးအခုကတည်းကငါငါဆိုင်အနေနဲ့ငါယုံငါစိတ်အနေနဲ့စုကန်တတ်တဲ့စိတ်အလေးအကျင့်ကိုငါမဟုတ်တဲ့ယုံတဲ့သဘောအနေနဲ့သာဖြစ်ပြနေတဲ့အမှန်ကိုသိပေးခြင်းအဖြစ်စွန့်လွတ်တဲ့အလေးအကျင့်များများပြောင်းပြီးဖို့လိုပါတယ်ဘာမှမရှိလဲဘာမှမဖြစ်ဘူးဘယ်သူမှမရှိလဲဘာမှမဖြစ်ဘူးဆိုတဲ့စိတ်မျိုးကိုအခုကတည်းကကြိုပြီးထားနိုင်ရပါတယ်လူအထင်သေးလို့မဖြစ်ဘူးလူအထင်ကြီးမှဖြစ်နေကိုယ်ကယူမစားလို့မရဘူးကယူစားရမယ်ဘယ်သူမရှိလို့မဖြစ်ဘူးဘယ်အရာမရှိလို့မဖြစ်ဘူးဆိုတဲ့စုကမ်းမှုတွေကြည့်ရင်ကြည့်သလားတကယ်ဆုံးရှုံးမှုနဲ့တွေ့ကြုံတဲ့အခါမှာပူပန်မှုတွေကြည့်ရမှာပါအခုကလေးကဘာမှမရှိလဲဖြစ်တယ်ဆိုတဲ့စိတ်မျိုးထားနိုင်အောင်ကြိုးပြီးလေ့ကျင့်ထားဖို့လိုပါတယ်စိတ်ကိုကြိုးပြီးလေ့ကျင့်ထားပါမယ်ဘာလို့လဲဆိုရင်တကယ်နဲ့သိဆုံးခြင်းနဲ့ရင်ဆိုင်တဲ့အခါမှာကိုယ်နောက်ဘယ်ပစ္စည်းပဲစီစဉ်ဥစ္စာပဲချရတဲ့သူကမှပါလာမှာမဟုတ်ပါဘူးကိုပြုခဲ့တဲ့ကုသိုလ်အကုသိုလ်နဲ့ကိုအားထုတ်တဲ့တရားပဲကိုပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ပဲကိုနောက်တကယ်ပါမှာဖြစ်တယ်လို့ကိုအားထုတ်တဲ့တရားပဲကိုတကယ်အားကိုရအဆက်ပါပဲမရှိမဖြစ်ဆိုတာတရားပဲရှိပါတယ်တရားအတိပဲရှိပါတယ်တရားအတိကတော့မရှိလို့မဖြစ်ပါဘူးတရားဟောတာလေအားကိုးနိုင်မယ်ဆိုရင်ဘာမှမလိုတော့ပါဘူးတရားဟောတာလေတကယ်အားကိုးသွားနိုင်ရင်တကယ်ပြည့်စုံတဲ့ချမ်းသာအစစ်ကိုရမှာပါဘယ်သူမှမလိုဘာမှမလိုဖြစ်သွားမှာပါလိုနေသေးသေးရွေရတော့ဘယ်တော့မှတကယ်ပြည့်စုံမှာမဟုတ်သေးပါဘူးတကယ်တနေ့တွေ့ကြုံမဲ့ဒီချင်းတရားကိုရှင်းဆိုင်တဲ့အခါမှာလေရှင်တန်ခြင်းပေါ်မှာညှိတွယ်နေတဲ့တန်ရောစဉ်တွေကိုအရင်ဖြတ်နိုင်ရပါတယ်ငါတည်လို့မဖြစ်ဘူးငါရှင်တန်နေမှဖြစ်မယ်ဆိုရင်စိတ်တွေမထားရပါဘူးဒီလေကိစ္စမရှိဘူးတရားအတူကိုပြီးအတိတ်ခံမယ်ဆိုတဲ့စိတ်မျိုးထားနိုင်ဖို့အခုကရကြိုပြီးလေ့ကျင့်ထားမှာပါရှင်တန်ခြင်းမှာညှိတွယ်နေတဲ့တန်ရောစဉ်တွေကိုအရင်ဖြတ်နိုင်ရမှာပါဒီလိုရှင်တန်ခြင်းမှာညှိတွယ်နေတဲ့တန်ရောစဉ်ကိုအရင်ဖြတ်နိုင်တော့မှာလားတရားမှာကြောက်နေတဲ့တုံလို့တဲ့စိတ်တွေလျော့ပါသွားပြီးတော့တရားမထုတ်ဘူးတဲ့သူဆိုရင်လည်းကုသိုလ်ကောင်းမှုကိုအာရုံပြုလာနိုင်မယ်တရားအထုတ်တဲ့သူဆိုရင်လည်းတရားအသိဉာဏ်တွေဖြစ်ဖို့အတွက်လွယ်ကူလာပါမယ်